လူပြိုကြီးအပြိုကြီးတွေကိုစတာဝါဝင်တော့မနော်ဘယ်လိုတော့ဟုတ်ကလားသူတို့ဒုက္ခတော့တဲ့ရောက်နေတာဟိုအေးနေတဲ့လူကိုသွားပြီးတော့ဒုက္ခမရောက်အောင်ကြောက်တွန်းနေတာဝါကျွတ်ပြန်ပြီနော်ဘယ်လိုလဲအပြိုကြီးရှင်းသလားကျွတ်သွားတော့ဘာဖြစ်တုံးဝါတစ်ခါကျွတ်ရင်သေကာတစ်ခါနီးလာတာကျင်းတတ်ကြလားဒါကိုနောက်ကနေကြောက်ချနေကြတယ်ယောက်ျားကြီးဆွန်းလောင်းလိုက်အောင်မင်းအမေလောင်းငါမအားဘူးသတင်းစာဖတ်မနဲ့ဆွန်းထွက်လောင်းတော့ဘယ်သူကလောင်းမိမပဲလောင်းတာရှေ့ယောက်ျားငုတ်တုတ်စိတ်ကြီးထိုင်တာဟဲ့ဆွန်းကလာနေတယ်ဟေးအောင်မဲ့သူကိုယ်တိုင်ထလောင်းတော့သူ့လက်ပြတ်ကြသွားမှကြာဘာလုပ်နေတော့ဆိုဆေးလေးတောက်နေမအားဘူးရှင်းလားသူကသူအိမ်ဦးနဲ့ဘိုးပဲဆိုပြီးမှဟိုဘာနောက်ကလူတွေချဲရပြိုရလှုပ်ရကိုင်းရအဲ့တော့ဆုံးတော့လာနေတယ်ဘူးမှမရှိကြဘူးလားဆိုတော့ तू ကဘာအတိတ်ကကုသိုလ်ပနဲ့အတူပြုတ်ဘူးတာအကုသိုလ်ပနဲ့အတူပြုတ်ပြီးတော့ကုသိုလ်တယ်ပြောလို့မရဘူးနော်တချို့ကျတော့နှစ်ယောက်ပေါင်းမှမွဲတည်နေတာဒီတပုံကြီးတယောက်ချင်းစီနေရင် boss ပဲတယောက်ချင်းစီနေရင်သူ့ဟာနဲ့သူ့အိမ်မှာဘယင်ကြီးပဲဒါနှစ်ယောက်ပေါင်းပြီးတော့မွဲရော